ဒီနေ့တော့တောင်ကလာ Innosity အပေါ်ဓာတ်မှာအသစ်ဖွင့်ထားတဲ့ Hotpot Time ဆိုတဲ့ဆိုင်လေးမှာသွားစားကြည့်ခဲ့ပါတယ်။ Hotpot တစ်ဆက်ကို13000ဖြစ်ပြီးတော့တကယ်လို့ကိုကဆက်မန်နူးရည်နဲ့မစားချင်ဘူးကိုစိတ်ကြိုက်တစ်ခုချင်းစီမှာစားမယ်ဆိုရင်လည်းသူ့ဆိုင်ရာမန်နူးလေးရတော်တော်လေးကိုဈေးသက်သာတွေ့ရပါတယ်။မာလာရှမ်းကောလည်းမှာလို့ရပြီးတော့ရေနဲ့အေးကတော့ free တိုက်ပါတယ်။ဒါလေးကတော့13000နဲ့ Hotpot တစ်ဆက်မှာပါတာလေးတွေပေါ့နော်။သူ့ဈေးနဲ့သူကတော့မစိုးလို့ပြောလို့ရပါတယ်။ဟင်းရီဘိုးကတော့တီးတန့်ထပ်ပေးစရာမလိုပဲမာလာအချိုတုံရမ်းဆိုပြီးတော့3မျိုးရှိပါတယ်အခုမှာထားတာလေးကတော့မာလာပါမာလာလည်းအရသာထိမိပြီးတော့တော်တော်လေးကိုမှုေးပါတယ်သူဆိုင်ရာသုံးထပ်သားလွှာပေးထားတာအစီအသားမျှပြီးတော့မာလာဟင်းရီနဲ့လည်းတော်တော်လေးကိုလိုက်ဖက်ပါတယ်ကိုရီးယားတော့ထုံထုံဆက်ဆက်ကြိုက်တာမို့လို့မာလာနှစ်လေးထပ်တောင်းပြီးတော့ထည့်ခဲ့ပါတယ်သူပေးထားတဲ့အချင်း3မျိုးထဲမှာဒါလေးကမြေပဲနဲ့လှုပ်ထားတာလားမသိဘူးအဲ့ဒါလေးကတော်တော်လေးကိုစားကောင်းပါတယ်အားလုံးစားပြီးတော့ဖရဲသီးကတော့ free ကျွေးပါတယ်